တာလာဘောဟင်းချက်စားရအောင်ရွှေဖြုံကြီးထဲမယ်ဘူးကြီးပါမယ်ပေးကြီးပါမယ်မြစ်ပြုတ်ထားတာထဲမယ်ခရမ်းကြီးပါမယ်ရမ်းချင်းဒီကျက်တွင်အနီးစပလင်းစာရေစိမ်ကထောင်းထားတယ်အရာငပြည့်ရပါကျက်တွင်ဖြူချင်းစပလင်းပပလေးကထားမယ်နောက်ဆုံးမှာတော့ဒီပြင်စိမ်းကိုဆင်းထည့်မယ်ကိုကြိုက်တဲ့တခြားဒီရွက်တွေရှိလို့ရှိရင်ထည့်လို့ရတယ်ဒါကျမတို့ချန်ထွက်အိမ်နောက်ပေးစေဆိုင်ကရထားတဲ့ဟာပါအသားကြည့်ပြီးတော့ထည့်မယ်ဒီကျန်တာဆန်ထောင်းထားတာထည့်မယ်ငပြည့်ထည့်မယ်ကျက်တွင်ဖြူချင်းစပလင်းထောင်းထည့်ထားတယ်ဖျားချင်းဒီတွေကျက်တွင်ကြီးတွေစပလင်းကြီးလဲခဏတော့ဟီအိုးထဲမှာထည့်မယ်这不给你看清楚以后，放出来了。跟他的炒一ခ天，ဏတော့กินထားတာတောင်းပပလေးထည့်မယ်ဒါမတော့ဟင်းပါနော်是挺不错的。ဖြုတ်တီးတွေဖျန်ခါးတီးတွေဒီမှာပို့တော့ရင်းပြီးထည့်ထားရတယ်ဖျန်တီးတွေတိုးတီးတွေထည့်ပြီးတော့ကျက်လာပြီလားဆိုရင်နောက်ဆုံးတော့ပြုတ်ပြီးတာမြစ်တီထည့်ပြင်စိမ်းတွေထည့်ပြီးတော့နေမယ်ပြုတ်မယ်စားချင်ကြရှမ်းကောင်းတော့